ဘာတဝန်နိုင်ငံရေးအခြေအနေစီးပွားရေးအခြေအနေများဟာအချိန်နဲ့အညီပြောင်းလဲမှုမြန်ဆန်လျက်ရှိနေပါတယ်2025ခုနှစ်မေလ10ရက်နေ့ကတော့ထူးခြားတဲ့နေ့တစ်နေ့လို့ပြောရမှာဖြစ်ပါတယ်အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံကြားပြစ်ခတ်ရက်စဲမည်ဟုသောကောင်းသတင်းများထွက်ပေါ်လာခဲ့ပါတယ်ထပ်မံရရှိတဲ့သတင်းတစ်ရပ်ကတော့အမေရိကန်ပြည်ထောင်စုနဲ့တရုတ်နှစ်နိုင်ငံကြားအခွန်အကောက်ဆိုင်ရာဆွေးနွေးညှိနှိုင်းပွဲအားဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပခဲ့ပါတယ်။ Tariff War, Trade War လို့ခေါ်တဲ့နှစ်နိုင်ငံကြားကုန်သွယ်ရေးအားပြိုင်မှုကုန်သွယ်ရေးစစ်ပွဲအဆင်ပြေစေရေးအတွက်အမေရိကန်ပြည်ထောင်စုနဲ့တရုတ်နှစ်နိုင်ငံမှထိပ်တန်းအရာရှိကြီးများဟာဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာဆွေးနွေးညှိနှိုင်းခဲ့ပြီးအဆင်ပြေကောင်းမွန်ကြောင်းလည်းသတင်းကောင်းများရရှိပါတယ်။ထူးခြားတဲ့သတင်းတစ်ရပ်ကတော့အမေရိကန်ပြည်ထောင်စုရဲ့ဂျာဝင်ကမကထပြုဆွေးနွေးညှိနှိုင်းမှုဖြင့်အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံအကြားအပြည့်အခတ်ရက်စဲရေးသဘောတူညီချက်ရရှိခြင်းကိုတရုတ်နိုင်ငံအနေဖြင့်မကြေမလည်နဲ့မကြေမနပ်ဖြစ်နေကြောင်းလည်းသိရှိရပါတယ်။အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံအကြားအပြည့်အခတ်ရက်စဲရေးသဘောတူညီချက်ရရှိကြောင်းကြေညာပြီးနာရီပိုင်းအတွင်းမှာပဲအပြည့်အခတ်ရက်စဲရေးသဘောတူညီမှုအားချိုးဖောက်မှုများရှိလာသည်ဟုသောသတင်းများကိုလည်းစဉ်းစားစရာဖြစ်နေပါကြောင်းစီရင်ခံတင်ဆက်အပ်ပါတယ်။